အန်ဒီကဟိုညာနီလာကျော်ပါမြန်မာပြည်ကရန်ကုန်ကပါနော်အသက်က54နှစ်ပေါ့နော်အန်ဒီကဟိုပေါ့နော်2နှစ်လောက်ရှိပေါ့အန်ဒီလက်လေးထုံကျင်တာပေါ့နော်အဲ့ကနေစပြီးတော့မှအန်ဒီခါနည်းနည်းနာလာတယ်ပြီးတော့ဒီချီရောက်လေးတစ်ဖက်ကနည်းနည်းထုံလာတယ်ပေါ့နော်အဲ့ဒါနဲ့အန်ဒီစပိုင်းရန်ကုန်ကပေါ့နော်စပိုင်းဆရာမင်းကိုတပ်ပြတော့သူကအန်ဒီကိုဟိုအမရဲခန္ဓာပေါ့နော်ပြီးတော့အန်ဒီကိုသူခွဲရမယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်ခွဲရမယ်ဆိုတော့အန်ဒီတို့ကဒီဘက်ကို choice လုပ်လိုက်တာဟိုမှာအန်ဒီကိုအဲ့လိုပဲဆေးပဲတိုက်တာပေါ့နော်ဆေးတိုက်တယ်ပေါ့လေ့ကျင့်ခန်းလေးပါလေးပဲလုပ်ခိုင်းတယ်ပေါ့နော်အဲ့ပေါ့အန်ဒီကအဲ့လိုပေါ့တော်တော်ပေါ့အန်ဒီရဲ့ဒီကြီးပါပေါ့နော်ဂုံးမှတော်တော်ပိတ်တယ်ပေါ့နော်အဲ့တော့အန်ဒီက choice မရှိဘူးပေါ့နော်ဆေးလဲတောက်လို့မရဘူးအဲ့တော့ခွဲမှပဲရမယ်ဆိုပြီးတော့သူကခွဲမယ်လို့ပဲပြောတာပေါ့နော်ဒီဆေးရုံနဲ့ချိတ်ပြန်အန်ဒီကအရင်လဲဒီကိုလာဘူးလေ2019မှာ medical check up လာလုပ်ဘူးသူကအန်ဒီရန်ကုန်ကရိုက်ခဲ့တဲ့ဟာတွေကိုသူကကြည့်ရပေါ့နော်ဒီအမရိုက်ခဲ့တာဆိုသူကလက်ခံတယ်ဒါပေမဲ့သူကရှေ့ရခွဲရမလားနောက်ကခွဲရမလားဆိုတဲ့ဟာပေါ့နော်သူကြည့်ဖို့အတွက်အန်ဒီကိုဒီသူက CT ပြန်ရိုက်ခိုင်းတယ်ပေါ့နော်အဲ့တော့အန်ဒီ CT ပြန်ရိုက်ရတယ်ရတော့သူကဟိုအန်ဒီရဲ့ဂုတ်မှာတော်တော်ပြီးနေပေါ့နော်အနောက်ကပဲခွဲမယ်ဆိုပြီးတော့ကြာအောင်ညဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆရာကြီးဆွေးနွေးတာကအရန် talented လည်းဖြစ်ပါတယ်သူဆရာကြီးကအရန် very highly skilled ပါကျွန်တော်အမြင်မှာတော့ဟိုသူ့ကိုကျွန်တော်အစတည်းကတော်တော်ယုံကြည်တယ်စကားပြောပြီးသွားခဲ့ဟိုဟာရန်ကုန်က approach တွေနဲ့မတူဘူးပေါ့နော်ဆရာကြီးရဲ့ approach ကဟိုရန်ကုန်မှာက level ကိုအရှိကနေခွဲမယ်လို့ပြောပြီးတော့ဟို calcium ကိုအနောက်ကိုလှမ်းနှိုက်မယ်လို့ရန်ကုန်ကဆရာဝန်ကြီးကပြောတာဒေါက်တာပထာရာနဲ့တွေ့တော့ဒေါက်တာပထာရာသူ့ approach နဲ့သူကအနောက်ကနေခွဲပြီးတော့အနောက်ကနေဆင်အောင် calcium ကိုနှိုက်ပေးမယ်လို့ပြောတော့အဲ့ဒါကျွန်တော်ဟိုအရင်ကြိုက်ပါတယ်ဟိုလူနာလည်းမြန်သက်သာသွားတော့success rate ကဒေါက်တာပထာရာတော်တော်မြင့်တယ်ဟိုသူကအစတည်းကဒေါက်တာပထာရာ confidence အများများတယ်သူကဟို confidence ရှိတယ်ပေါ့နော်ဟို90%အထက်လို့success rate ပြောခဲ့တယ်အန်ဒီခွဲကန်းတွေကထွက်လာပြီးတော့အန်ဒီကိုအထဲမှာစံပြုတ်ပေါ့နော်စံပြုတ်လေးတိုက်တယ် juice လေးတိုက်တယ်ပေါ့နော်အန်ဒီရဲ့နည်းနည်းတော့အန်ဩပါခွဲကန်းတွေကထွက်လာခြင်းဒါပေမဲ့အန်ဒီရဲ့နည်းနည်းတော့ဟိုအန်ဒီခွဲပြီးချင်းဟိုနောက်တစ်နေ့လောက်မှာပေါ့နော်အန်ဒီရဲ့ဒီခါးလေးလည်းနည်းနည်းသက်သာတယ်ပေါ့နော်နောက်ဒီချီရောက်ထုံတာတော်တော်သက်သာပါတယ်ပေါ့နော်အန်ဒီဒီလက်ကတော့ဒါရေဟိုကျင်တာ2နှစ်လောက်ရှိပေါ့နော်အန်ဒီကဒါတော်တော်ထုံကျင်ကြီးဆိုတော့အခုကျတော့ပကျင်လေးပေါ့နော်အဲ့လောက်နည်းနည်းလေးပဲကြံတော့တယ်ပေါ့နော်ညားပဲရောက်သွားတာပေါ့နော်အဲ့တော့အန်ဒီကိုဆရာဝန်ဟိုဒီ net လေးရပေါ့နော်တစ်ခုပြီးတစ်ခုလာပြီးတော့အဲ့လိုမျိုးလေးပေါ့နော်လုတ်ပေးတယ်ပေါ့အန်ဒီဟိုတက်တာပါတယ်အရင်ကြီးဟိုနာတာကျင်တာလည်းမရှိဘူးပေါ့နော်ဒီလိုမျိုးတက်တာကြံပေးချင်တာဟိုကောင်းတယ်ပေါ့နော်ဆရာကြီးကတော့ဟိုအန်ဒီဆရာကြီးနဲ့တွေးလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အန်ဒီရဲ့ဟိုပါပေါ့ကန်လဲကောင်းတယ်ပေါ့နော်ဒီဆရာကြီးကိုရန်ကျေးဇူးတင်တယ်ပေါ့နော်